ဒီအမျိုးသမီးဟာထီစုထုတ်စင်တာမှာပေါ်လာတော့မှပဲထိုအမျိုးသားနဲ့သူ၏အမြောက်မဟာစိတ်တက်ပြိုလဲသွားကြပြီးအမှန်တကယ်စူးကြီးပေါက်သူမှာဒီအမျိုးသမီးဖြစ်ကြောင်းနဲ့သူတို့ဟာဒီမိန်းမရဲ့လက်ကွက်ထဲတစ်လျှောက်လုံးမိနေခဲ့မှန်သဘောပေါက်သွားကြတာပါဒါတွေအားလုံးဟာမနေ့ကစခဲ့တာဖြစ်ပြီးမွေးမလာသေးတဲ့သမီးလေးရဲ့အတန်လန်းညုံမှုနဲ့အမျိုးသမီးဟာမျက်နှာချက်ထဲမှာယောက်ျားဖြစ်သူဝတ်ထားတဲ့စေတောင်းနဲ့ရွှေချောင်းတွေကိုခိုးယူခဲ့ပါတယ်အဲ့ဒီညမှာမြို့ရဲ့အစမ်းပြားဆုံးဟိုတယ်မှာတဲခိုနေတော့သမီးလေးရဲ့အတန်စီကနေသမီးဖြစ်သူဟာလူဝင်စားလာတဲ့ဝိညာဉ်ဖြစ်ကြောင်းသိလိုက်ရပါတယ်။အရင်ဘဝတုန်းကအမျိုးသမီးဟာလင်မယားကွာရှင်းမှုအကြက်ကန်ခံရပြီးဘာမှမကြံပဲနှင်ထုတ်ခံခဲ့ရသူပါ။အများပိုင်ရန်ပုံငွေအလွဲသုံးစားလုပ်ထားတာကိုဖော်ထုတ်မှကြောက်တာကြောင့်ယောက်ျားဖြစ်သူဟာမော်တော်ကားအနေနဲ့ဖန်တီးပြီးသူမကိုတတ်ခဲ့ပါတယ်။အဲ့ဒီနောက်မီဒီယာတွေရှိမှဝမ်းနေပူဆွေးနေတဲ့မယားချစ်ယောက်ျားအဖြစ်တရုပ်ဆောင်ပြီးပြည်သူတွေရဲ့တနာကယူနာနဲ့ထောက်ခံမှုကိုအမြောက်များရယူခဲ့ပါတယ်။ဒီလိုပုံရိပ်ကောင်းကိုအသုံးချပြီးသူဟာအမျက်ဆုံးအမျက်တောက်များရရှိခဲ့ရုံမကကန်တီစုကြီးတန်း80တောင်ပေါက်ခဲ့ပါသေးတယ်။အဲ့ဒီကံကောင်းမှုနဲ့အတူမြို့ရဲ့အကျွဲဆုံးတထေးကြီးရဲ့မျက်နှာသာပေးမှုကိုပါရရှိခဲ့တာပါအမျိုးသမီးဟာဒါတွေကိုတိလိုက်ရတဲ့အခါဒေါသတွေချောင်းချောင်းထွက်သွားပြီးယောက်ျားနဲ့အမြောက်မောက်ကိုလုံးဝပျက်စီးသွားစေမယ်လို့တစ္ဆာဆိုလိုက်ပါတယ်နောက်တစ်နေ့ယောက်ျားနဲ့ကွာရှင်းမှုတွေ့တဲ့အခါကွာရှင်းရေးရုံအပြင်ဘက်မှာကွာရှင်းပြီးတာနဲ့ထီလက်မှတ်သွားဝယ်တော့မယ်တန်း80အပိုင်ပေါက်မယ်ဆိုတာတေချာတယ်လို့ရည်ရွယ်ချက်ရှိရှိရေးရိုးလိုက်ပါတယ်ယောက်ျားနဲ့အမြောက်မောက်တို့ရောက်လာပြီးသူမရဲ့စကားကိုကြားသွားတဲ့အခါကွာရှင်းရတဲ့တန်ကြောင့်ယူသွားတာပဲလို့ချက်ချင်းလှောင်ပြောင်ကြပါတယ်ထီပေါက်ပြီးချမ်းတာလာမယ်လို့အိမ်မက်မက်နေတာကိုရေစရာလို့သူတို့ထင်ခဲ့ကြတာပါအမျိုးသမီးကတော့သူတို့ရဲ့လှောင်ပြောင်မှုကိုလစ်လျူရှုပြီးယောက်ျားနဲ့ကွာရှင်းရေးလုပ်ငန်းစဉ်တွေကိုပြီးစီအောင်လုပ်လိုက်ပါတယ်ယောက်ျားစီကရတဲ့ရထိုက်တဲ့တန်း80ထီစုကြီးကိုမကြခင်သူမသိမ့်ပိုက်တော့မယ်ဆိုတာသိနေတာကြောင့်တနာစရာကောင်းတဲ့အိမ်နောက်ရေးကနေလွတ်မြောက်သွားရလို့စိတ်သက်သာရသွားပြီးမထိန်နိုင်ပဲအပြုံးတစ်ခုထွက်ပေါ်လာခဲ့ပါတယ်ယောက်ျားဖြစ်သူကဒါကိုသူမရဲ့ယူသွမှုတက်တဲ့အဖြစ်ပို့ပြီးထင်သွားကကွာရှင်းဖို့မလိုလားပဲတနာစရာကောင်းနေလို့ဆိုပြီးတက်စီခါအတွက်ငွေနှဲငယ်ပေးမယ်လို့ပြောရင်းပတ်စံတွေကိုကျန်းပြင်ပေါ်ပစ်ချလိုက်ပါတယ်ဘေးကကြည့်နေသူတွေကချက်ချင်းပဲတူတူပြောဆိုလာကြပြီးတချို့ကအမျိုးသားရဲ့ရက်စက်မှုကိုရှုတ်ချကြတယ်လို့တချို့ကလည်းအမျိုးသမီးရဲ့တနာစရာအဖြစ်ကိုတနာနေကြပါတယ်အားလုံးကအမျိုးသမီးဟာမွေးဖွားလာတော့မယ့်ကလေးအတွက်ငွေကိုကုန်းကောက်လိုက်မယ်လို့ထင်မှတ်ထားကြပေမဲ့အမျိုးသမီးကတော့ရှော့နေတဲ့ဖက်နှက်ကျိုးကိုပဲပုံမှန်တိုင်းတွားကြည့်လိုက်ပါတယ်အဲ့ဒီနောက်သူမကိုစွန့်ပစ်လိုက်ရုံနဲ့အဖြစ်တွေကနေမလွတ်မြောက်နိုင်ကြောင်းစူဆောင်းထားတဲ့ဒူးစရိုက်တွေအတွက်စီရင်ချက်ကိုမကြခင်ရင်ဆိုင်ရတော့မယ်လို့ယောက်ျားဖြစ်သူကိုတင်းတင်းမာမာသတိပေးလိုက်ပါတယ်ယောက်ျားဖြစ်သူဟာရှက်ရွံ့မှုနဲ့ဒေါသကြောင့်ပူလောင်သွားပြီးရှင်းပြဖို့တောင်းဆိုပေမဲ့အမျိုးသမီးကလစ်လူရှုပြီးချက်ချင်းလှည့်ထွက်သွားခဲ့ပါတယ်ကွက်တီဆိုသလိုပဲယောက်ျားဖြစ်သူစီလက်အောက်ငယ်သားထံမှဖုံးဝင်လာပြီးဒရိုက်တာဘုတ်ခွဲကကုမ္ပဏီစီးရင်တွေကိုစစ်ဆေးတော့မယ်လို့အကြောင်းကြားလာပါတယ်အစစ်ဆေးခံရရင်အလွဲသုံးစားလုပ်ထားတာတွေအကုန်ပေါ်တော့မှမို့အမျိုးသားဟာချက်ချင်းပဲထိတ်လန့်သွားပါတယ်စီးရင်စစ်တာကိုအချိန်ဆွဲထားဖို့လက်ထောက်ကိုစေခိုင်းလိုက်ပြီးရန်ပုံငွေလိုအပ်ချက်ကိုကာမိစေဖို့မျက်နှာအကျက်ထဲဝတ်ထားတဲ့ရွှေချောင်းတွေကိုအရေးပေါ်တွားရောက်မှုပြင်ဆင်ပါတယ်ဒီအတော်အတွင်းအမြောက်မောက်ကအမျိုးသမီးပြောခဲ့တဲ့အထီအကြောင်းစကားကိုရုတ်တရက်သတိရသွားပါတယ်အမျိုးသမီးကအဲ့ဒီတုန်းကယုံကြည်ချက်အပြည့်နဲ့ပြောသွားတာမို့တကယ်ကြီးပေါက်သွားနိုင်ခြေရှိတယ်လို့တွေးမိတာပါယောက်ျားဖြစ်သူကတော့အဲ့ဒါကိုအမျိုးသမီးရဲ့စိတ်ကူးရင်မှုလို့ဆိုကပယ်ချခဲ့ပြီးစကားကိုလေးလေးနက်နက်မယူခဲ့ပါဘူးပေမဲ့အမြောက်မောက်ကထီစုကြီးပေါက်ရင်သူတို့ရဲ့ရွှေချောင်းတွေကိုကယ်တင်နိုင်မယ်လို့အငင်းပွားခဲ့တာကြောင့်နှစ်ယောက်သားအမျိုးသမီးနောက်ကိုထီဆိုင်ထီချက်ချင်းနောက်ယောင်ခံလိုက်သွားခဲ့ကြပါတယ်အမျိုးသမီးထီလက်မှတ်ဝယ်လိုက်တာကိုအတီးပြုတ်လိုက်နိုင်တာနဲ့နှစ်ယောက်သားလက်မှတ်